မင်္ဂလာပါ MN Crypto School မှာကြိုဆိုပါရစေ။ Binance account ဖွင့်ပြီး KYC တင်တဲ့နေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး Binance ဆိုတဲ့ application လေးကို Play Store, App Store မှာရိုက်ရှာပြီးတော့တောင်းပါဒါမှမဟုတ်ရင်ကျွန်တော်ပေးထားတဲ့ link ကနေဝင်ပြီးအခုလိုမျိုးလေးတောင်းလိုက်ပါ။အပေါ်ရေးပေးပါ။ပြီးရင် Binance account ဖွင့်မယ် Gmail ထည့်ပါ။ဖုန်းနံပါတ်နဲ့ဖွင့်လို့ရတော့လေ Gmail ကပို့ဆင်ပေးပါတယ်။ Gmail ကို code လေးကြပါမယ်။အဲ့ဒီ code လေးရိုက်ထည့်ပေးပါ။ပြီးရင် next ကိုနေလိုက်တာနဲ့password သတ်မှတ်ပေးရပါမယ် password သတ်မှတ်တဲ့နေရာမှာ ABCD အကြည့်အသေးပါပါမယ် number ပါပါမယ်1 2 3 4ပြီးရင် special card ဖြစ်တဲ့ add to share to dollar တို့ star တို့ထည့်ပေးပါပြီးရင်အဲ့ဒီ password လေးကိုတော့တေချာမှတ်ထားပေးပါဒီနေရာကိုရောက်ပြီဆိုရင်တော့ yes ကိုနှိပ်ပေးပါ yes ကိုနှိပ်ပြီးပြီဆိုရင်တော့114244567 ဆိုတဲ့ကျွန်တော်ရဲ့ code ကလေးကိုကျေးဇူးပြုပြီးတော့ရိုက်နှိပ်ပေးပါကုတ်ကလေးရိုက်ပြီးပြီဆိုရင်တော့ next ကိုနှိပ်လိုက်ရင် Binance account ပွင့်သွားပါလိမ့်မယ် Binance account ပွင့်သွားပြီဆိုရင် Binance application လေးတွေကိုပြန်ဝင်ပြီးတော့ KYC တင်ခြင်းကိုစတင်ရပါမယ် application လေးတွေကိုဝင်လိုက်ပြီဆိုတာနဲ့ verify identity ဒါမှမဟုတ်ရင် verify ဆိုပြီးပေါ်နေပါမယ် verify ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါ verify ဆိုတဲ့နေရာလေးကိုနှိပ်ပြီးပြီဆိုရင်တော့country ပေါ့နော်တိုင်းပြည်ကိုရေးပေးပါမြန်မာဆိုတဲ့နေရာလေးကိုအောက်မှာရှာပြီးတော့ရေးပေးပါအပေါ်မှာကကြတော့ government ID ဆိုတဲ့နေရာကကျွန်တော်တို့မြန်မာမှတ်ပုံတင် smart card တွေနဲ့တင်လို့ရပါတယ်အောက်မှာ passport နဲ့တင်လို့ရတယ် driving license ယာဉ်မောင်း license နဲ့လည်းတင်လို့ရပါတယ် government ID ဆိုတဲ့နေရာလေးကိုရေးပေးပါ ID ကိုရိုက်တဲ့နေရာမှာတော့တေချာလေးကူးဆိုင်ပြီးရိုက်ပေးပါ ID ကအလင်းပြန်တာတွေလည်းမရှိရပါဘူးပြီးရင်ကင်မရာရဲ့ခလင်ကောင်လေးကိုတေချာလေးထားပြီးတော့ရိုက်ပေးရပါမယ်continue နေပါဒီနေရာလေးမှာရေးကြည့်ပါရယ်အောက်ကကြတော့လက်ရှိကိုယ့်ရဲ့ဖုန်းထဲမှာရှိပြီးသားရိုက်ပြီးသားပုံတင်တာဖြစ်ပါတယ်အဲ့ဒါကအောင်နေပါတယ်ကိုကကင်မရာနဲ့ဓာတ်ရိုက်မယ်ဆိုရင်အပေါ်ဆုံးရေးပေးပါအခုလိုလေးပေါ်လာပြီဆိုကက်ကလေးကိုခလဲလေးမှာတခြားထားပြီးအလံလို့ပြပြီဆိုရင်ကိုကအဲ့ဒီကက်ကလေးကိုလှန်ပြပြီး smart card ဆိုလည်းရတယ်ပြဿနာမရှိဘူး smart card ကအနောက်မှာဘာမှမပါဘူးဒါပေမဲ့ तू ကလှန်ဆိုရင်အဲ့ဒီနေရာလေးမှာလှန်ပြလိုက်တာနဲ့ရိုက်လို့ရပါတယ်အခုလိုလေးဆိုရင်အစိမ်းလေးပြရင်ကိုယ့်ရဲ့ကတ်ကိုသူမှတ်သွားပါပြီပြီးပြီဆိုရင်ကိုယ့်ရဲ့မျက်နှာကို scan ဖတ်လာပါမယ် scan ဖတ်တဲ့နေရာမှာတော့သူပြထားတဲ့အဝိုင်းလေးထဲမှာကိုယ့်ရဲ့မျက်နှာလေးကဝင်နေရပါမယ်ပြီးရင်ဒီမှာ please turn has to the light right ဆိုရင်ခေါင်းကိုဘယ်လှည့်ညာလှည့်ကိုဖြည်းဖြည်းလေးလှည့်ပေးပါဘယ်လှည့်ညာလှည့်ကိုဖြည်းဖြည်းလေးလှည့်ပေးပါပြီးရင် please open your mouth ဆိုရင်သူပါဇက်လေးဟခိုင်းတာဆိုရင်ရတော့ပါပြီပါဇက်လေးဟပြလိုက်တာနဲ့အခုလို under review ဆိုရင်နိုင်ဘက်လောက်ကြာတယ်ဆိုရင်အောင်ပါတယ်နိုင်ဝဲလောက်နေပြီဆိုရင်ဒီညလေးမှာသွားကြည့်လိုက်အခုလို verify ဖြစ်ပြီဆိုရင် Binance KYC အောင်မြင်သွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ